Hello everyone ဒီ video ထဲမှာတော့ Vera တို့အနေနဲ့ဒီ unit 20ပေါ့နော် I have done present perfect နဲ့ did past simple ကိုလေ့လာကြမယ်ဒီမှာကျတော့အဓိကအနေနဲ့ပေါ့နော် present perfect နဲ့ past ကိုတော်တော်လေးရောတတ်တယ်သူတို့နှစ်ခုကကျတော့ similar ဖြစ်တယ်ပေါ့နော်တူညီတဲ့အခြေအနေရှိတယ်ဘာလဲဆိုလို့ရှိရင်နှစ်ခုလုံးကအဖြစ်အပျက်က past မှာဖြစ်တယ်action ကသူတို့နှစ်ခုလုံးရဲ့ action က past မှာဖြစ်တယ်အဲ့ဒီတခုတော့တူတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် I have cleaned my shoes ဆိုလို့ရှိရင်အခုငါရဲ့ shoe ဖက်နှက်တွေတန့်ရှင်းရေးလုပ်ပြီးသွားပြီ I cleaned my shoes shoe ဖက်နှက်တွေတန့်ရှင်းရေးလုပ်ခဲ့တယ်လုပ်ပြီးသွားပြီပေါ့နော်အတူတူပဲဘာကွာရတာလဲဆိုလို့ရှိရင် present perfect ကကျတော့အခုလက်ရှိအခြေအနေရဲ့ result ကိုပြောတယ် I have cleaned my shoes လို့ပြောလိုက်တဲ့အခါမှာအခု shoe ဖက်နှက်ကညစ်ပေမနေတော့တန့်ရှင်းသွားပြီဆိုတာကိုအဓိကပြောချင်တာဒါပေမဲ့ I clean my shoes ကတော့ shoe ဖက်နှက်ကိုတန့်ရှင်းရေးလုပ်ခဲ့တယ်ဒါပေမဲ့အခုလက်ရှိအခြေအနေမှာ shoe ဖက်နှက်ကညစ်ပေနေလားတန့်ရှင်းသွားပြီလားတန့်ရှင်းနေတော့လားဆိုတာကိုမပြောဘူးအဓိကတော့ဒီ present ရဲ့အကြောင်းကိုမပြောဘူးပေါ့နော် past simple ကအဲ့တော့ past simple ကိုသူက finish time နေနဲ့တုံးတယ် finish time ဆိုတာလုံးဝပြီးသွားပြီပေါ့နော်အခုလက်ရှိအခြေအနေနဲ့လုံးဝသက်ဆိုင်မှုမရှိတော့ဘူးပေါ့ဘာတွေပါမလဲဆိုလို့ရှိရင် yesterday မနေ့က last week လွန်ခဲ့တဲ့ဘက်က at 3 o'clock in 2002 6 months ago ပေါ့နော်ဒီလိုမျိုး finish time နေနဲ့ past simple ကိုပဲတုံးတယ်တဲ့ present perfect နဲ့မတုံးပါဘူးတဲ့ do not use the present perfect with a finish time အဲ့တော့ example sentence လေးတွေတစ်ချက်ကြည့်မယ် I saw Paula yesterday မနေ့တော့ဖော်လာကိုတွေ့ခဲ့တယ် Where were you on Sunday afternoon ဒီလိုမျိုးပေါ့နော်ဘယ်မှာရှိနေခဲ့တာလဲတဲ့တနင်္ဂနွေနေ့လေရက်နှောင်းက We didn't have a holiday last year မနေ့တုန်းကအားလည်းရက်ခီမရခဲ့ဘူးတဲ့အဲ့တော့ What did you do last night မနေ့ညဘာလုပ်ခဲ့လဲ I stayed at home အိမ်မှာပဲရှိနေခဲ့ပါတယ်တဲ့ William Shakespeare မရှိတော့ဆုံးသွားတာကြာပြီ Live from 1564 to 1616 He was a writer သူကစာရေးဆရာတစ်ယောက်ဖြစ်ခဲ့ပါတယ် He wrote many plays and poems ကဗျာတွေပြဇာတ်တွေအများကြီးရေးခဲ့ပါတယ်ပေါ့နော်အဲ့တော့သူကပြောချင်တာကလုံးဝအခုလက်ရှိအခြေအနေနဲ့သက်ဆိုင်မှုမရှိတော့ဘူးအတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာကိုဒီတိုင်းပြောပြချင်တယ်ဆိုရင် past simple ကိုတုံးတယ်တကယ်လို့ past simple ကိုအချိန်မင်းချင်တယ်ပေါ့နော်ဘယ်လောက်ကြာဘယ်တော့မှလည်းဒီလိုမျိုးအချိန်တွေကိုမေးလို့ဖြေလို့ရတယ်အဲ့တော့ past simple ကိုအချိန်မေးချင်တယ်ဆိုရင်When what time နဲ့တုံးလို့ရတယ်ဘယ်အချိန်လဲ When did you buy your computer ကွန်ပျူတာကိုဘယ်တော့ကဝယ်ခဲ့တာလဲ What time did Andy go out Andy ဘယ်တော့အပြင်ထွက်သွားခဲ့တာလဲအဲ့လိုမျိုးပေါ့နော် When what time နဲ့မေးလို့ရတယ်ဘာနဲ့လဲ past simple verb to နဲ့ပေါ့နော် Okay အဲ့ဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်ကြမယ်အဲ့ဒီ present perfect နဲ့ဒီ past simple နဲ့ကိုနိုင်ရှင်ကြည့်အောင်I have lost my key လို့ပြောလိုက်တဲ့အခါမှာတော့ပျောက်သွားတယ်အခုတော့ရှာမတွေ့ဘူး I lost my key last week လွန်ခဲ့တဲ့ဘက်ကတူတော့ပျောက်သွားတည်တယ်အခုကတော့ပြန်တွေ့ရလဲဖြစ်နိုင်တယ်အတစ်ဝယ်လိုက်ကလည်းဖြစ်နိုင်တယ်အခုလက်ရှိအခြေအနေကိုသူမဖော်ပြထား Ben has gone home Ben အိမ်ပြန်သွားပြီအဓိကပြောချင်တာအခုဒီမှာမရှိဘူးပေါ့ Ben went home 10 minutes ago ကကျတော့လွန်ခဲ့တဲ့10မိနစ်က Ben အိမ်ပြန်သွားခဲ့တယ် Have you seen Kate Kate ကိုတွေ့မိသေးလားအခု Kate ပမာလဲပေါ့ Did you see Kate on Saturday စနေနေ့တော့ Kate ကိုတွေ့ခဲ့သေးလားတဲ့အဲ့တော့အဓိကမှတ်ရမှာ present perfect နဲ့တုံးလို့ရှိရင်တော့ noun လက်ရှိအခြေအနေနဲ့ဆက်ဆက်မှုရှိတယ် present ရဲ့ result ကိုအဓိကပြောတယ် past ကကြတော့လက်ရှိအခြေအနေနဲ့ဆက်ဆက်မှုမရှိဘူးဒီအတိတ်မှာဖြစ်ခဲ့ပြီးသားအကြောင်းအရာကိုဒီတိုင်းပြန်ပြီးပြောတာပေါ့နော် Have you ever been to Spain? Spain ရောက်ဘူးလားဒါကြတော့ life experience ပေါ့နော်ဘဝမှာလုပ်ခဲ့ဘူးတဲ့အရာတွေစားခဲ့ဘူးတဲ့အရာတွေကိုပြန်ပြီးပြောတဲ့အခါမှာ present perfect ကိုတုံးလို့ရတယ် Did you go to Spain last year? မနှစ်တုန်းကစပိန်ကိုတွားခဲ့လား My friend is a writer. အဲ့ဒီတငယ်ချင်းကစာရေးဆရာတစ်ယောက်ဖြစ်တယ်တဲ့ He has written many books. စာအုပ်တွေအများကြီးရေးခဲ့တယ်ရေးနေတော့မယ် Shakespeare wrote many plays and poems. Shakespeare မရှိတော့အဲ့တော့သူကရေးခဲ့တယ်ဆိုပြီးတော့ပဲတုံးလို့ရတော့မှာပေါ့နော် Sam hasn't phoned me yet. အခုထိဖုန်းဆက်မလာသေးဘူးတဲ့ Sam didn't phone me yesterday. မနေ့တော့ဖုန်းမဆက်ခဲ့ဘူးတဲ့ We live in Singapore for 6 years. သူကကျတော့ပြောချင်တာစင်ကာပူမှာနေရ6နှစ်ကြာပြီအခုလည်းစင်ကာပူမှာရှိနေတော့မယ် We live in Glasgow for 6 years လို့တုံးလိုက်တဲ့အခါမှာတော့သူတို့ Glasgow မှာ6နှစ်နေခဲ့တယ် But now we live in Singapore အခုတော့စင်ကာပူမှာပြန်ပြီးနေပါတယ်ပေါ့ဒီကမှရမှာက present perfect ရော past ရောနှစ်ခုလုံးရဲ့ action က
past မှာဖြစ်တာပေါ့နော်ဒါပေမဲ့ present perfect ကကျတော့ present ရဲ့ result ကိုအဓိကပြောတယ် present နဲ့ဆက်ဆက်မှုရှိတယ် past ကကျတော့အဲ့လိုမဟုတ်လုံးဝအတိတ်မှာပဲပြီးသွားခဲ့တယ် present နဲ့ဘာဆက်ဆက်မှုမှမရှိဘူးအဲ့ဆိုလို့ရှိရင်တော့ရမယ်လို့ထင်ပါတယ်ပုံမှန်အတိုင်းပဲ unit 20လေ့လာပြီးရင် unit 20ရဲ့ exercise တွေလည်းပြန်ပြီးလုပ်ရမယ်ပေါ့နော်အဖြေကကျတော့ဒီစာအုပ်ရဲ့နောက်ဆုံးမှာရှိရပေါ့နော်အဲ့ဆိုလို့ရှိရင်တော့မေးစရာပြောစရာရှိလို့ရှိရင် comment ထဲမှာမေးထားလို့ရပါတယ် Thank you for your time and have a good day. Thank you.